Hello ဒီနေ့တော့ထမင်းအိုးတအုံးလုံးကုန်သွားမယ်ဟင်းလေးတစ်ခွက်ချက်စားပြခဲ့ပါတယ်ရှင်။အဲ့ဒါကတော့ကျွန်မအရန်ကြိုက်တဲ့မကြီးရဲ့ဟင်းလေးဖြစ်ပါတယ်ရှင်။မကြီးရက်ကိုတော့ကျွန်မကပဇွန်လေးနဲ့ချက်ခဲ့ရပေါ့နော်။အခုအချိန်ကတော့မကြီးရက်ကတုံးတဲ့အချိန်တော့ရောက်ပြီထင်တယ်ရှင်။ဒါပေမဲ့မနက်ကဈေးထဲမှာတွေ့ရတယ်ကျွန်မဝယ်ခဲ့တယ်ပေါ့နော်။ရှာပါပါလေးတွေ့ရတယ်ခါတိုင်းဆိုရင်မတွေ့ဘူးပေါ့နော်။မနက်ကတွေ့ရတယ်စားကျင်ဈေးလေးပြင်နေရတယ်ဝယ်ခဲ့ပါတယ်ရှင်။ကဲအခုဆိုရင်တော့မကြီးရက်စားချက်ဖို့အတွက်ပြင်ပါမယ်ရှင်။အရင်ဆုံးကျွန်မစီတက်ပါမယ်ရှင်။ကြက်သွန်လေးတွေနွမ်းလာပြီဆိုတာနဲ့ငပိလေးထည့်လိုက်ပါမယ်ရှင်။ငပိရတော့မကြီးရဲ့ရေပမာဏပုံမူတည်ပြီးတော့ထည့်ပြရပါမယ်ရှင်။အရင်ကြီးများသွားရင်လည်းမကောင်းဘူးပေါ့နော်။ပြီးရင်ငရုတ်သီးခွဲချမ်းလေးလည်းထည့်ပေးလိုက်ပါမယ်ရှင်။မိမိကတော့အဆက်ကြိုက်တာဖြစ်တဲ့အတွက်ကြောင့်အဆက်ပုံမူတည်ပြီးတော့ထည့်လို့ရပါတယ်ရှင်။ကဲအားလုံးထည့်ပြရနဲ့နောက်ဆုံးမှာမကြီးရလေးထည့်ပေးလိုက်ပါမယ်ရှင်မကြီးရလေးကိုတော့ကျွန်မကြေသွားအောင်ဇုံးလေးနဲ့တခြားလေးခြေပေးလိုက်တယ်ပေါ့နော်ပြီးရင်သူ့ထဲကိုအရသာလေးထည့်ပါမယ်စားချုံမုံအားလုံးထည့်ပေးရပါမယ်ရှင်ကဲစားလေးနဲ့ချုံမုံထည့်ပြီးသွားရင်အရသာလေးတွေနှက်ဆက်သွားအောင်ပြန်ပြီးတော့မှွေပေးလိုက်ပါရှင်စီလေးကလည်းပြန်လာပြီမကြီးရလေးလည်းချက်စားပြူလာပြီဆိုရင်တော့ပစုံလေးစားထည့်လို့ရပါပြီရှင်ပြီးရင်တော့အားလုံးကိုတမတော့အောင်မှွေပေးလိုက်ပါရှင်ကျမကတော့ရေလေးစီလေးလေးစားချင်တာဖြစ်တဲ့အတွက်ကြောင့်သူ့ကိုရေလေးဆွတ်ခဲ့ပါတယ်ရှင်တခါတလေကြောက်လေစီပြန်ဟင်းနေရမစားချင်ဘူးပေါ့နော်အခုလိုမျိုးလေးရေးလေးစီလေးနဲ့စားရင်ထမင်းရပို့ပြီးတော့စားလို့ကောင်းတယ်ပေါ့နော်ဒါကြောင့်ကျမကတော့သူ့ကိုရေလေးအနည်းငယ်ထည့်ပြီးတော့ချက်ခဲ့ပါတယ်ရှင်ပုံမှန်ဆိုရင်တော့ပဇွန်ကတော့ကွေးတာနဲ့ချက်ပြီးပေါ့နော်ဒါပေမဲ့အခုရေလေးထည့်ပြီးတော့ပဲကျမကတော့ချက်ခဲ့ပါတယ်ရှင်အရသာလေးလိုရင်တော့ထပ်ထည့်နိုင်ပါတယ်ရှင်သူ့ထဲကိုကျမကငရုတ်သီးစိမ်းလေးလည်းထည့်ပေးလိုက်ပါသေးရဲ့ရှင်ငရုတ်သီးစိမ်းလေးထည့်ပြီးသွားရင်ကျမနောက်ဆုံးမှာကြက်သွန်ပြူလေးလည်းထည့်ခဲ့ပါသေးရဲ့ရှင်ဟင်းလေးပို့ပြီးတော့မှွေးသွားအောင်ပေါ့နော်ကြက်သွန်ပြူကတော့ကျမဟင်းချက်တဲ့နေရာမှာမရှိမဖြစ်ပါပဲကျမအတွက်တော့ကဲအခုဆိုရင်တော့အရသာအရန်ရှိပြီးတော့ထမင်းအရန်စားလို့ကောင်းတယ်ပဇွန်နဲ့မကြီးရဲ့ချက်လေးရပါပြီရှင်ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေလို့ကျမကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲနောက်ထပ်ဗီဒီယိုတွေမှာဆုံကြမယ်နော် See you bye bye